မေရိကန်ကအဲ့လင်းအောင်ရမ်းကြိုက်တယ်တော့ရမ်းကြိုက်တယ်သူတို့ရေတပ်ကမ္ဘာမှာအကြီးဆုံးဖြစ်တဲ့သူတို့ရေတပ်ကြီးအဲ့ရေတပ်ကြီးရဲ့တစ်စိတ်ကလင်းအောင်နဲ့တစ်စိတ်လင်းအောင်နဲ့တစ်စိတ်နဲ့ရေတပ်ကိုလှုပ်ထားတယ်အဲ့ဘာကြောင့်ကြိုက်တာလဲဆိုတော့ကျွန်တော်တို့ကအဲ့ဆောင်းပါးထဲမှာဘာသာတွေ့လဲဆိုဘာကြောင့်ကြိုက်လဲဆိုရင်ねအဲ့လင်းအောင်ငှက်ကကြံတဲ့ငှက်တွေမှာမရှိတဲ့အရေးချင်းတွေသူ့မှာရှိတယ်တော့ငှက်ဘရင်လို့တော့ပေးထားတယ်ဘာသာရှိလဲဆိုရင်ねကဘာပေါ်မှာတဲ့ဘယ်တဝါမှနေကိုဒီလိုတိုက်ရိုက်ကြည့်လို့မရအောင်မကြည့်နိုင်ဘူးလင်းယုံရဲ့မျက်စိကဘယ်လောက်ထိတောက်လဲဆိုရင်နေကိုမျက်နှာချင်းဆိုင်ပြီးအကြာကြီးကြည့်နိုင်တယ်အဲ့လောက်တောက်တဲ့မျက်လုံးရှိတဲ့လင်းယုံနောက်ခြေသက်လက်သေးတွေကဓာတ်တွေလှန်နေလို့ပြတ်ရှာတယ်အဲ့ဓာတ်တွေလှန်နေလို့ပြတ်တော့သူဘာသုံးလဲဆိုတော့သူကြိုက်တဲ့သားကောင်းတွေတွေ့လို့ရှိရင်အဲ့ဟိုးမြင့်ကြီးကနေပြီးတော့အင်မတန်တောက်တဲ့မျက်လုံးနဲ့တောတော်မှလှမ်းကြည့်လို့ထားလိုက်ပါတော့သမင်းကောင်သူကြိုက်ပြီဆိုရင်ဝုန်းဆိုအမြန်ဆုံးပြည့်စင်တယ်အဲ့ခြေသက်လက်သက်နဲ့ကုတ်ချစ်ပြီးတက်သွားတယ်တက်သွားပြီးအံဩဇာခေါင်းတာအဲ့ဒီလင်းယုံဟာအစားစားတဲ့အချိန်မှာမြေကြီးပေါ်မှာတော့လကောတက်ကိုင်းပေါ်မှာတော့လကောနားပြီးဘယ်တော့မှမစားဘူးအဲ့လိုကုတ်ချီသွားပြီးတော့နှုတ်သီးနဲ့ပေါက်စားပြီးတော့မစားချင်တော့ပြစ်ချပလိုက်ဒါမှမဟုတ်စားလို့ကုန်သွားရင်ပြစ်ချပါလိုက်အဲ့ဒီလိုလင်းယုံနော်အဲ့ဒီလင်းယုံကနောက်တစ်ခုကကဘာပေါ်မှာတဲ့မုံတိုင်းကိုမကြောက်တဲ့ငှက်နှစ်မျိုးပဲရှိတယ်လင်းယုံနဲ့ဇင်ရောမုံတိုင်းကိုမကြောက်ဘူးတဲ့အဲ့ဒီအရေးချင်းတွေကြောင့်အမေရိကန်လူမျိုးတွေကလင်းယုံကိုကြိုက်တယ်ပေါ့နော်အဲ့တော့အဲ့လင်းယုံမှာတဲ့တဘာဝကပေးထားခြင်းထူးခြားတဲ့အရာနှစ်ခုရှိတယ်ဟောတချို့ဆောင်းမတွေကြဘယ်လိုရေးလဲဆိုအဲ့ဒါရစိတ်ကူးကျင်တာပါတကယ်ရှိမှရှိမှာပါညာတကယ်ရှိခြင်းမရှိခြင်းကျွန်တော်တို့နဲ့မဆိုင်ဘူးအဲ့လင်းယုံအကြောင်းကိုသုတေသနလုပ်တော့မယ်ဆိုရင်တော့ဆိုင်ကောင်းဆိုင်မယ်ကျွန်တော်တို့အခုလိုချင်တာအဲ့စာဖတ်လိုက်တာဒီထဲရောက်တယ်ဒီဘက်ကိုဘယ်လိုပို့မလဲအဲ့တော့ဗာရေးတာဆိုတဘာဝပေးတဲ့အကျိုးများနှစ်ခုရှိတယ်တစ်ခုကအရန်အသက်ရှိတယ်အဲ့လင်းယုံကနှစ်80ထိလင်းယုံနဲ့နေခွင့်ရှိတယ်အသက်ရှိတယ်ဒုတိယကလင်းယုံငှက်တွေဟာတဲ့9လတိတိအစာမစားရေမတော့ဖ ೇನೆ နေလို့ရအဲ့တစ်ချက်အာသာချက်ရှိတယ်အဲ့ဒီကျွန်တော်တို့စိတ်ဝင်စားတာသိမကောင်းသေးဘူးအော်လင်းယုံဆိုတာအဲ့လိုပါလားဒီထဲပဲလျှောက်လာနောက်လင်းယုံငှက်အစာကျွေးတဲ့အကြောင်းတွေပါညာအများကြီးပဲကျွန်တော်မပြောတော့ဘူးထားတော့နောက်အဲ့ဓာတွေကြောင့်အမေရိကန်လူမျိုးတွေကလင်းယုံကိုသိကြိုက်တယ်တိတက်စိတ်ကူးရင်လာလေရှိသေးတယ်အပေါက်ကလေးချင်းချင်းလေးအဲ့ပေါက်ကလေးချင်းချင်းလေးတွေကိုအကြီးဖြစ်တဲ့ခုနအမေရိကန်လင်းယုံဆိုတာဟိုဘက်အတောင်ဒီဘက်အတောင်ဖြန့်တိုင်းရင်10ပေရှိတယ်အဲ့လောက်10ပေရှိတဲ့လင်းယုံကြီးကကြောက်ချက်ဒီလောက်အပေါက်ချင်းချင်းလေးတွေကိုဝင်တိုးသွားအထဲဝင်သွားတယ်ပြီးတော့ပြန်ထွက်လာတယ်အဲ့ဒါအမေရိကန်လူမျိုးတွေကအံ့ဩပြီးတော့အဲ့မှာ CCTV တက်ပြီးကြည့်တော့အဲ့နာကြရင်ခန္ဓာကိုယ်ကိုကြုံရတယ်ကြုံပြီးတော့အထက်ရောက်တော့မှကြီးသွားအဲ့ဒီလူမျိုးတွေတော့ဒါတဲ့ဟုတ်တယ်မဟုတ်တာထားအဲ့ဒါကြောင့်သူတို့ကြိုက်တယ်ပေါ့နော်စိတ်ဝင်စားတာမရှိသေးဘူးစိတ်ဝင်စားတာဘယ်မှာစရှိလဲဆိုတော့အသက်40ရောက်လာတဲ့အခါမှာတဲ့တနေ့ပြီးတနေ့တဘာဝကနေပြောင်းလဲမှုတွေပြလာတယ်ပြောချင်တာအနိစ္စဆုံးကျွန်တော်တို့လူတွေသမင်းဖြူတယ်သွားကျိုးတယ်ခါကိုင်းတယ်ဘာဖြစ်တယ်အဲ့ဒီလိုဖြစ်တယ်လို့လင်းယုံနဲ့အသက်40ကျော်တာနဲ့ပြဿနာဆက်တယ်အဲ့ပြဿနာနံပါတ်1ကအင်မတန်အဝေးကြီးအမြင့်ကြီးပြန်နေအောင်ဖွဲ့စည်းထားတဲ့အမွေးတောင်တွေပွားလာဘာကြောင့်ဖြစ်လာဒါတစ်ချက်အမွေးတောင်ပွားတော့ဘာဖြစ်လဲကွာနောက်မြန်ပြန်တယ်နှင်းပြန်မယ်ပြဿနာမရှိဘူးတဲ့ဒုတိယပြဿနာကဘာလဲဆိုတော့ခြေသက်လက်သေးတွေအဲ့ခြေသက်လက်သေးတွေရှည်ထွက်လာရှည်ထွက်လာတဲ့ခြေသက်လက်သေးကကျွန်တော်တို့လူတွေရဲ့ခြေသက်လက်သေးရှည်သလိုမဟုတ်ဖ ೇನೆ အသားကြီးတွေရွယ်ဗက်လက်ကြီးရှည်ထွက်လာအဲ့ဗက်လက်ကြီးတွေရှည်ထွက်လာတော့ဘာဖြစ်လဲဆိုဘယ်သားကောင်ကိုမှအဲ့ဒီဗက်လက်ရှည်ထွက်လာတဲ့ခြေသက်လက်သေးနဲ့တက်ခိုက်လို့မရတော့ဘူးဘယ်သားကောင်မှကိုယ့်လိုချစ်လို့ပြန်လို့တက်လို့မရတော့ဘူးအဲ့ထွက်လာတာအသားတွေဗက်လက်ကြီးအဲ့ဒါလည်းပြဿနာမရှိသေးဘူးတဲ့နောက်အဓိကပြဿနာနှုတ်သီးတွေနော်နှုတ်သီးအဲ့နှုတ်သီးကနေပြောရှည်ထွက်လာတာအကြောတွေကြီးပဲဗက်လက်ကြီးအဲ့အကျော်တွေကနည်းနည်းတနေ့နည်းနည်းရှည်လာလိုက်တာနှုတ်သီးဟားလိုက်လို့ရှိရင်အဲ့ရှည်ထွက်လာတဲ့အကျော်တွေကဟားလို့မရတော့အဲ့ဒီအဓိကပြဿနာအဲ့ဘာဖြစ်လို့လဲဆိုတော့အစာစားလို့မရတော့ရေတော့လို့မရတော့အဲ့နှုတ်သီးကနေပြီးတော့ဗလက်ကြီးတွေထွက်လာလို့ဟားလို့မရတော့အဲ့ဒီမှာအငတ်ခံရတော့မယ်အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းလာတယ်လင်းယုံနှစ်ပိုင်းကွဲသွားတယ်နှစ်စုကွဲသွားတယ်တစုကဒါကံတရားပေါ့ကွာနော်တော့သူဖြစ်လာတော့ဘယ်တတ်နိုင်မလဲဆိုပြီးတော့9လထိအစာမစားရှင်မတော့ဖက်တဲ့နေပြီး9လလဲကြာတော့သေသွားတယ်အဲ့သေတဲ့ထဲမှာစိတ်မြန်လက်မြန်လင်းအောင်နေရသေမှမြတ်ကွာ9လတော့စောင့်ကြမလို့ပါဘူးခုသေမယ်ကွာဆို
အပေါ်တက်သွားတယ်အတောင်ရုပ်ချရတယ်ဘုံဆိုအောက်ပြုတ်ကြသေးတယ်တတ်သေးတယ်လင်းယုံ suicide လုပ်ပြီးသေးတယ်ကိုတတ်သေးတယ်လင်းယုံနဲ့ငတ်သေးတယ်လင်းယုံဆိုပြီးသေတဲ့အဖွဲမှာနှစ်ပိုင်းကွဲသွားတယ်နောက်တစ်ပိုင်းကမသေးခြင်းမသေးခြင်းနဲ့လင်းယုံမသေးခြင်းနဲ့လင်းယုံကဘယ်လိုစဉ်းစားလဲဆိုဟာ9လတော့အချိန်ကျသေးတယ်အဲ့9လအချိန်တွင်းမှာငါတို့တစ်ခုခုဖြစ်ရှင်းလို့မရဘူးလားအဲ့ဒီလိုစဉ်းစားပြီးတော့အဲ့ဒီအုပ်စုကဘာလုပ်လဲဆိုရင်နဲ့ဟိုးအမြင့်ညွတ်တက်သွားတယ်တက်သွားပြီးတော့ကြောက်ကလပ်မှာအင်မတန်ခိုင်ကနေအတိုက်ကိုဆောက်လိုက်တယ်ဘာလို့ဆောက်တာလဲဆိုတော့9လတီတီအစာမစားရေမတော့ဖဲနေတဲ့အချိန်မှာအဲ့အတိုက်ထဲမှာလေတံမိုးတံခံနိုင်အောင်အတိုက်ကိုကောင်းကောင်းဆောက်ပြီးတော့မှအဲ့ထဲရောက်တော့သူစဉ်းစားပြီးစဉ်းစားတာ9လကြာရင်အစာမစားနိုင်ရေမတော့နိုင်လို့ငါသေတော့မယ်ဘာကြောင့်သေမှလဲအစာမစားနိုင်လို့ဘာကြောင့်အစာမစားနိုင်တာလဲအဲ့ဒီနှုတ်သီးပလက်ကြီးရှေ့ထွက်လာလို့အဲ့ဒါဆိုရင်အဲ့နှုတ်သီးပလက်ကြီးမရှိရင်ငါအစာစားလို့ရမှာပေါ့အဲ့လိုတွေးပြီးတော့နံပါတ်1စဝင်တဲ့အတွေးကအဲ့ဒီငါ့ကိုသိစေမဲ့နှုတ်သီးပလက်ကြီးကိုငါဖယ်ထုတ်ပြရမယ်ဆိုတဲ့အသည့်ကိုရလိုက်တယ်ရလိုက်တဲ့အချိန်မှာစပြီးတော့ကြောက်သားကြောက်ချက်တွေနဲ့အဲ့ဒီနှုတ်သီးပလက်ကြီးရှေ့ထွက်လာတာကိုတိုက်တယ်ဖြတ်တယ်ပုတ်တယ်တိုက်တယ်တန်းနေနည်းနည်းပဲပြီးတယ်ဘာလို့လဲဆိုတော့အရန်နာတဲ့ခါမှာရပ်ထားလိုက်တယ်မလုပ်ချင်ဘူးဆက်ပြီးဒါပေမဲ့အဲ့ဒါကြီးမလို့ရင်9လကြော်တာနဲ့ငါမစားနိုင်မတော့နဲ့သေတော့မှာပဲအဲ့တော့အဲ့ဒါကြီးမရှိမှငါအသက်ရှင်မယ်အဲ့ဒီလိုတွေးနဲ့နောက်ဆုံးအဲ့ပလက်ကြီးပြုတ်ကြပါပြုတ်ကြတော့နှုတ်သီးဟာရတိတ်မကြောက်နောက်တရနေ့စောင့်ကြည့်တယ်အဲ့ဒီမူရင်းနှုတ်သီးကနေပြီးတော့အကျော်တွေပြန်ထွက်လာတယ်ခုနလိုပဲပလက်ကြီးပြန်ထွက်လာတဲ့မှာဘာသိသွားလဲအဲ့ဒီမူရင်းနှုတ်သီးကိုပါမဖယ်ရင်အလကားပဲရှေ့ကပလက်ကြီးကိုငါဖယ်နေလို့မရတော့ဘူးအဲ့ဒီသူဖယ်နိုင်တာတနေ့နဲ့ဟိုကပြန်ထွက်လာတာအများများအဲ့ဒီအတွက်မူရင်းနှုတ်သီးကိုပါဖယ်ရမယ်ဆိုပြီးတော့တဲ့မူရင်းနှုတ်သီးအပါကိုကြောက်ချက်တွေနဲ့တွေးတာတိုက်တာပုတ်တာအဲ့ဒီအသားပလက်ကိုဖယ်ရတာထက်စပေါင်းများစွာပို့ပြီးနာပို့ပြီးခက်ဒါပေမဲ့မရမကဖယ်လိုက်တာနောက်ဆုံးနှုတ်သီးလုံးဝမရှိနှုတ်သီးငုံတီနဲ့လင်းရော်လေဘာမှဆက်လုပ်လို့မရအောင်နှုတ်သီးကိုဖယ်ပြစ်လိုက်ပြီးဘာဖြစ်မလဲ तू မသိဘူးအတိုက်ထဲမှာဒီတိုင်းစောင်းရနေပြီးတော့တလခွဲကြာတဲ့အချိန်မှာအဲ့ဒီ तू ဖယ်လိုက်တဲ့နှုတ်သီးကနေအသက်ပြန်ပေါက်လာမှာအံဩစာကောင်းတကယ့်ကိုလင်းယုံငှက်ပြိုတကောင်ရဲ့နှုတ်သီး तू ပြန်ရလိုက်တယ်အဲ့ဒီမှာစောစောကပြောနေတဲ့ wisdom ဆိုတဲ့အင်္ဂလိပ်လိုပြောတဲ့ပညာအဲ့ပညာလင်းနဲ့ပွင့်သွားတယ်မကောင်းတဲ့အဟောင်းတွေကိုဖျက်ထုတ်လိုက်ရင်ကောင်းတဲ့အသစ်တွေရတယ်အဲ့ဒီသူရလိုက်တယ်အဲ့ဒီငယ်ကရလိုက်တဲ့ချိန်မှာအားတက်သွားတယ်ငါမှမကောင်းတာတွေငါ့ကိုအကျိုးမပြုတာတွေဘာတွေကြံသေးလဲအမွေးတွေပွားရောင်းလာလို့မပြန်နိုင်တော့ဘူးအဲ့ဒီမကောင်းတာတွေကိုငါနှုတ်မယ်ပယ်မယ်ဆိုပြီးတော့တဲ့ကိုယ်မွေးတွေကိုပြန်နှုတ်ပလိုက်တယ်နှုတ်သီးနဲ့ဆွဲပြီးတော့အဲ့ဒါတော့ချက်မပြောတော့ဘူးเนาะကိုယ့်ကိုစဉ်းစားကြည့်ကိုယ်မွေးကိုနှုတ်တာဘယ်လောက်နာလဲဆိုတော့အရန်နာတယ်တဲ့သွေးအလိမ့်နဲ့အဲ့သွေးလိမ့်နဲ့အမွေးနှုတ်ပြီးတဲ့ချိန်မှာနောက်ဆုံးကြံလာခြေသက်လက်တဲ့အဲ့ခြေသက်လက်တဲ့ကိုနှုတ်သီးနဲ့ပေါက်တဲ့စိတ်တဲ့ကြောက်သားကြောက်ချက်တွေနဲ့သွေးတယ်အရန်နာအဲ့ထွက်နေတဲ့အသားဖက်တွေအပြင်လက်သေးတွေကျွန်တော်တို့လူလိုပြောရင်လက်သေးခြေသေးကိုအခွန်မှလှမ်းလိုက်တယ်ခြေသေးလက်သေးမရှိတော့ဘူးအရန်နာကျင်တဲ့ဝေဒနာခံစားရတယ်အဲ့ဒါပြီးတဲ့ချိန်မှာဘာမှလှုပ်ရှားမရှိတော့ဘူးနှုတ်သီးအသက်ရပြီအမွေးတွေဖယ်လိုက်ပြီဒီလက်သေးခြေသေးဖယ်ပြလိုက်ပြီစောင့်နေလိုက်တာတဲ့9လမတိုင်ခင်မှာအမွေးတောင်အသက်တွေပြန်ထွက်လာတယ်9လမတိုင်ခင်မှာတဲ့အဲ့ခြေသေးလက်သေးအသက်တွေပြန်ရသွားတယ်အဲ့ဒီလင်းယုံဟာအတိုက်ထဲမှာခုန်နေကြအကြောင်းမရှိတော့ဘူးတဲ့အစမှလာ तू သေတော့မှာပဲဆိုပြီးတော့အေးဆေးနေကြလို့အတိုက်လောက်တာဟိုးရှေ့မုံတိုင်းတိုက်လာတာအဲ့ဒီမုံတိုင်းကိုမကြောက်တဲ့လင်းယုံငှက်ဟာအတိုက်ကိုစွန့်ပြီးတော့မုံတိုင်းနဲ့ပြန်သွားတာနောက်နှစ်30အသက်ရှင်ပါလေဒါဒီထဲရောက်သွားတယ်ဆောင်းမှာနော်လင်းယုံကြောင့်ဒီဘက်ထက်ပါရလိုက်တယ်နှစ်ခုရတယ်နံပါတ်1ကဘာလဲဆိုတော့ကိုယ့်အတွက်အသုံးမလို့တဲ့ကိုယ့်အတွက်အကျိုးမပြုတဲ့အရာဟောင်းတွေကိုဖယ်ပြရမယ်မဖယ်ရင်အဲ့ဒီလူသက်ရှင်ဝင်မရှိဘူးအဲ့ဒီလူပန်းနိုင်မရောက်နိုင်ဘူးအဲ့တော့တစ်ချက်စားရန
အဲ့တစ်ချက်ကဘလောက်ရည်ကြီးလဲဆိုရင်ပညာရေးစီးပွားရေးနောက်ဆုံးနိုင်ငံရေးအဲ့ဒီတူတွေဟာသုံးဝင်ပါတယ်ဥပမာလွယ်လွယ်ကူပြောမယ်ဆိုလို့ရှိရင်10တန်းမှာညာရင်မှီတဲ့ကလေးတယောက်အမြဲတမ်းလဲ6တန်းထိပထမနဲ့စေးတက်သူမှာဆရာဝန်ဖြစ်ဖို့သိကြတဲ့ကလေးသူကိုယ်တိုင်ဆရာဝန်ဖြစ်ချက်10တန်းရောက်တော့မှအဲ့ဒီကလေးကမှထားလိုက်ပဲတော့မဟုတ်တာတခုဆွဲသွားတယ်မဟုတ်တာဆို game တွေပါလေဆွဲသွားမယ်နောက်ဆွဲသွားပြီးအဲ့မှလည်းအချိန်တင်ကုန်ပြီးတော့စံမကျက်တော့ဆိုရင်သူဆရာဝန်ဖြစ်ခြင်းနဲ့ပန်းနိုင်ကိုရောက်ဖို့အဲ့ဒီကလေးသူ့အတွက်မလိုအပ်တဲ့ game ဆွဲခြင်းဆိုတဲ့မကောင်းမှုဖယ်ထုတ်ရအောင်မဖယ်ထုတ်ရင်သူဆရာဝန်ဖြစ်တယ်အဲ့ဒီလိုပဲစီဝါရေးလုံးနဲ့စီဝါရေးသမားတယောက်လောင်းကစားမှညှိသွားတယ်အဲ့ဒီလောင်းကစားဆက်ညှိနေလို့ရှိရင်သူစီဝါရေးပြတ်သွားလိမ့်မယ်အဲ့ဒီလိုပဲကျွန်တော်လူမျိုးရေးကိစ္စတစ်ခုအဲ့လူမျိုးရေးကိစ္စမှာဇရိတသီလမရှိဘဲနဲ့ကိုကြိုးရှာအမြတ်ထုတ်တဲ့လူတယောက်အဲ့ဒီအကျင့်ဇိုးကိုမဖြောက်ရင်သူ့ဇရိတသီလမကောင်းရင်ပတ္တမအဲ့ဒီပရဟိတကိစ္စမအောင်မြင်နိုင်အဲ့လိုပဲဆက်စင်လာဒီနေ့ခေတ်နေစနာရင်ကျွန်တော်တို့ကိုကြိုက်တဲ့ဆိုဝါကိုတင်လိုက်ပြီကျွန်တော်ဒီမိုကရေစီဆိုပန်းနိုင်ကိုသွားတယ်အဲ့သွားနေတဲ့အချိန်မှာအသုံးမဝင်တဲ့အကျိုးမဖြစ်တဲ့လူဟောင်းတွေမူဟောင်းတွေအဲ့ဒါတွေကိုမပယ်နိုင်ရင်ကျွန်တော်ပန်းနိုင်ဖြစ်တဲ့အဲ့ဒီနေရာကိုဘယ်လိုလုပ်ရောက်ပါလဲဒါ theory ပဲလောကကြီးမှာအဲ့ဒီလင်းုံငှက်တွေစီရလိုက်တဲ့ကိစ္စဟာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမဲ့ပန်းနိုင်အတွက်အနောက်ရှက်ခက်ခဲဖြစ်စေတဲ့အဟောင်းတွေဖယ်ပြရမယ်အဲ့တမှာအသစ်တွေရောက်လာမယ်ဒါပထမဆုံးစရတဲ့သင်ခန်းစာဒီဘက်ထဲကိုရောက်တယ်အဲ့ဒါ wisdom ဆိုတာအဲ့ဒါပြောတာဒုတိယရတာကဘာလဲဆိုတော့ဟုတ်ပြီတဲ့ဖယ်ရမယ်ဆိုတော့မင်းသိမယ်ဒါပေမဲ့မင်းထပ်သိရမယ်အရာကအဲ့လိုဖယ်တာဟာနံပါတ်1မလွယ်ဘူးတဲ့ခက်တယ်ခက်ဖယ်ရမယ်နံပါတ်2ကနာကျင်ဒုက္ခတွေခံစားရလိမ့်မယ်အဲ့နှစ်ချက်စရမင်းပစ္စည်းအဟောင်းတွေကိုဖယ်ရမယ်မကောင်းတဲ့အကျင့်ဆိုးစရိုက်ဆိုးတွေကိုဖယ်ပြရမယ်ဖြုတ်ပြရမယ်အဲ့ဒါဟုတ်ပြီအဲ့လိုဖယ်ရင်ဖြစ်လာနိုင်တာဘာလဲဆိုတော့လွယ်ကူမရဘူးခက်တယ်နံပါတ်2ကနာကျင်နဲ့ဒုက္ခခံစားရလိမ့်မယ်ဒါပဲ